ပြီးတော့ဒီ skin ကိုကျွန်တော်မရှင်းတာဆေဘာနာရဲ့အမီလီယာဘယ်နားမှာတက်ပေးတာအောင်ပေါ့နော်တီးရဲ့ brother ရှိလို့ရှိရင်အောက်က comment မှာဝင်ပြီးတော့မှတ်မိခဲ့ကြပါအောင်အခုကြည့်နေတယ်မှာဆေဘာနာ player ရပါလားပါတယ်ဆိုတော့သတင်းကောင်းပဲပေါ့နော်ဒီ skin လေးကမကြမီမှာထွက်ရှိလာတော့မှာပဲဖြစ်ပါတယ် skin တိုင်းအနေနဲ့ကတော့ special ဒါမှမဟုတ်လို့ရှိရင် epic skin ဖြစ်မယ်လို့ကြားတယ်အဲ့တော့ကျွန်တော်တို့ gameplay တွေတွားကြည့်လိုက်ရအောင် let's go basic တက်ကိုစကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးလှတယ်မဆိုးဘူးပြီးလို့ရှိရင် scale 1ကြည့်မယ် scale 1ဆိုလို့ရှိရင်လည်းချွေအောင်ဖက်လေးကိုများများလေးသုံးပေးရတယ်ပေါ့နော် enemy hero ကိုထိတဲ့ခါမှာလည်းတော်တော်လေးကြည်ကောင်းတယ်စကေးလူသုံးလိုက်မယ်ဆိုလို့ရှိရင်လည်းဆယ်ဘာနာမှာကြောင်မီးပုံစံလေးပေါ်လာပြီးတော့ baby back လည်းမှာကြောင်ခေါင်းပုံစံလေးနဲ့ဒိုင်ရှိလေးတစ်ခုပေါ်လာမယ်ပြီးလို့ရှိရင်မီးများလို့မီရှူမီးပန်းနဲ့ enemy hero ကိုပြစ်တယ်လို့မျိုးလေးပါအောင်မယ်ပေါ့နော်မစိုးပါဘူးအဲ့တော့ ultimate လေးတွက်ကြည့်မယ် ultimate ဆိုလည်းတော်တော်လေးမိုက်တယ်ကြောင်ရှည်ရပုံစံမျိုးကြီးအောက်မှာပေါ်နေမယ်ပြီးလို့ရှိရင်ကြောင်လေးရအပေါ်မှာပေါ်နေမှာပေါ့နော်အဲ့ဒီကြောင်လေးက enemy hero ကိုထိမယ်အုပ်မိမယ်ဆိုလို့ရှိရင်ကျိုးနဲ့လှမ်းဆွဲထားမှာပေါ့နော်ပြီးတော့ရ free ပေးနေတဲ့ skin ရော brother တို့ရပြီးကြပြီလားကျွန်တော်ကတော့မရသေးဘူးပေါ့နော်ဒီနေ့တောက်ကြနေဆိုတော့တက်အစ်စ်တွေလည်းလာတယ်အဲ့တော့ဝင်လို့ဖို့လည်းမမေ့ကြပါနဲ့ပြီးတော့ဒါပဲ